ကျွန်တော်မမိပါသေးတယ်အိမ်တွေကကျောင်းအပြန်မိုးကလည်းဆွေအောင်ရွာတာသူမထိမပါလို့ဆိုပြီးတော့ကျွန်တော်တို့ဘေးချင်းကရဲ့ထိတဲ့ချောင်းလေးကိုအတူတူဆောင်းပြီးတော့စပိန်တွေအပြိုင်နေခဲ့ရသေးတယ်ပြုံးနေတဲ့သူမရဲ့မျက်နှာလေးကိုလည်းကျွန်တော်မှတ်မိပါသေးတယ်ကြောက်စိမ့်လိုကြည်စိမ့်လာတဲ့သူမရဲ့လေတိုင်းကြော့ကြော်လေးကမြင်သူတကာငီးလာအောင်ပါပဲဒီလိုနဲ့ကျောင်းဖွင့်တာ2လကျော်လောက်မှာပဲကျောင်းကအပြန်ကျောင်းလမ်းထိပ်အရောက်မှာခေါ်တန်တစ်ခုကိုကြားလိုက်တယ်ကိုဖြူတဲ့သူမရဲ့အတန်ပဲပေါ့အတန်ကြားလို့ကျွန်တော်နောက်လဲကြည့်လိုက်တော့သူမကမျက်နှာငယ်လေးနဲ့ငါ့ကိုတစ်ခုလောက်ကူညီပါတဲ့အေးပြောလေဆိုတော့ငါအနောက်ကိုရာဇဝင်းလိုက်လာလို့တဲ့ရီစားစကားလိုက်ပြောနေလို့တဲ့ကူညီပါတဲ့ရာဇဝင်းနဲ့ပတ်သက်ရင်ကျွန်တော်အများကြီးမသိပါဘူးသူကကျွန်တော်တို့ထက်အသက်လဲကြီးသလိုလူကောင်လဲကြီးလာတယ်ပတ်စံရှိတော့ဆိုင်ကယ်လေးနဲ့ကြောင်းတက်တာပေါ့အပြင်မှာမိန်းမရှိတယ်လို့လဲသတင်းသက်သက်ကြားမိပါတယ်ဒီလိုနဲ့ကျွန်တော်လဲမျက်နှိုးသူရဲ့အကူအညီတောင်းတာကိုဘယ်နည်းရပါမလဲအဲ့လိုနဲ့သူမကိုလမ်းလေပလက်ဖောင်းနဲ့ကျွန်တော်စပိန်လေးချားမှထားပြီးတော့နင်းလာလိုက်တယ်အဲ့လိုစပိန်နေတော့ရာဇဝင်းကရီးစားစကားပြောမလို့လောက်တာကျွန်တော်ကကြားခံနေတော့ပြောလို့မရဘူးလေအဲ့လိုနဲ့သူမအိမ်ကိုရောက်တဲ့အထိကျွန်တော်ကူညီပေးခဲ့ပါတယ်ရာဇဝင်းကတော့သူမအိမ်လဲရောက်ပြီးတော့ကျွန်တော်ကိုမကျေနပ်လို့ဆိုင်ကယ်နဲ့လိုက်ပို့ဆွဲတာကျွန်တော်ကန်ကောင်းလို့စပိန်မမောက်ခဲ့တာပေါ့အဲ့ဒီနောက်ပိုင်းရာဇဝင်းလဲမိကိုဆက်မလိုက်တော့ဘူးကျွန်တော်ကတော့သူမနဲ့ပို့ပြီးတော့ရင်းနှီးမှုရခဲ့တယ်အတန်းထဲမှာသူမအလှဆုံးမလို့ဝိုင်းကြိုက်ကြတဲ့သူတွေပိုးပန်းကြတဲ့သူတွေလည်းအများကြီးပဲပေါ့အဲ့ဒီနေ့ကစပြီးတော့ကျွန်တော်ကသူမအတွက်အောက်ခစ်တီရှူလေးတစ်ထုံနဲ့ကန်ဒီတကြားလုံးတစ်လုံးကိုအမြဲတမ်းလက်ဆောင်ပေးခဲ့တယ်နေ့စဉ်နဲ့အမျှပဲပေါ့ကျွန်တော်က10တန်းဆိုပေမဲ့မုတ်ဘိုး200ရတာတီရှူတစ်ထုပ်က50ကန်ဒီတစ်လုံးက50ဒီလိုနဲ့တစ်နေ့ကို200က100ပဲသုံးခဲ့တာပေါ့ဒါလဲကိုလောက်ရက်မို့လို့အပြစ်မမြင်ခဲ့ပါဘူးကိုလောက်ရက်ကိုလည်းမှားခဲ့တယ်လို့မထင်ခဲ့ဘူးကျွန်တော်တို့ចောင်းသားခေတ်ကသဘောကျတဲ့သူကိုစာပေးတဲ့ခေတ်ပေါ့ကျွန်တော်စာအုပ်လေးတိတက်ဝယ်ပြီးတော့မေ့စီကိုပထမအဆုံးစာရေးခဲ့တာစာပြန်မယ်လို့တော့မမျှော်လင့်မိတာအမှန်ပါပဲဒါပေမဲ့မိကစာပြန်ခဲ့တယ်သူကျွန်တော်ဘောဘလို့သဘောထားလဲတော့ကျွန်တော်မသိပါဘူးကျွန်တော်သိတာတခုကမိကိုချစ်တယ်ဒါပါပဲစာအုပ်ထဲမှာစကားတွေအများကြီးပြောခဲ့ကြတယ်စက်မိဆက်ရပေါ့ဆရာတွေမသိအောင်စာအုပ်ငားသလိုလိုနဲ့ပေးခဲ့ကြတာမိကလည်းကျွန်တော်တို့နှစ်ယောက်စာရေးတာကိုဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့တာဘယ်သူမှလည်းသတိမထားမိခဲ့ကြပါဘူးကျွန်တော်ဘလောက်တောင်အကဲပို့လိုက်လဲဆိုရင်စာအုပ်လေးနဲ့ရေမွေးဆွတ်ထားတဲ့အထိပါပဲစိတ်ကူးနဲ့လည်းယူခဲ့ရတာပါပဲအိမ်မက်ထဲလည်းထဲမှတ်ခဲ့ရတာပါပဲအဲ့ဒီအချိန်ကကျွန်တော်ဘဝအတွက်တော့အပျော်ရွှင်ရဆုံးအချိန်တွေပါပဲဒီလိုနဲ့ရာသီအလီလီပြောင်းလို့ဆယ်တန်းဆောင်မှုပဲဖြစ်ရမယ့်အချိန်လဲနီးလာခဲ့ပြီကျောင်းကြီးပိတ်ဖို့လဲ3ရက်လောက်ပဲလိုတော့တာပေါ့အဲ့ဒီနေ့မှာကျွန်တော်မိကိုဖွင့်ပြောခဲ့တယ်မိကကျွန်တော်အချစ်ကိုမြင်ခဲ့ပါတယ်အခုချိန်မှာစာအုပ်ပဲအာယုံစိုက်ပြရစီတဲ့ဘာလို့မှမတွေးချင်သေးလို့ပါတဲ့မိကရက်ဆက်လေသလားကျွန်တော်မသိတော့ပါဘူးလိုချင်တာမရတဲ့ကလေးတယောက်နဲ့အဖြစ်တူနေတာမို့ကျွန်တော်ရင်မှာမူးပြူနေရပါပြီဒီလိုနဲ့ဆယ်တန်းဆောင်မှုပဲကြီးဖြေရပြီလေမိနဲ့လည်းမတွေ့ရတော့ပါဘူး